1868ခုနှစ်ဟန်ကိုစိတ်ကန်းဝေါင်ကဲမှာရုပ်ရှင်စတင်ပါတယ်တရုတ်လူမျိုးတွေအတွက်ခက်ခဲကြမ်းတမ်းတဲ့ကာလတစ်ခုပေါ်ဒီအချိန်မှာချင်းမင်းဆက်ကအားနည်းနေပြီးလူကုန်ကူးမှုပြည်ထစာလုပ်ငန်းနဲ့ဘိန်းကုန်ကူးမှုလိုပြဿနာတွေကထိန်းချုပ်မရအောင်ဖြစ်ပွားနေပါတယ်ဟန်ကိုစိတ်ကန်းကိုအဓိကဂိုင်းကြီးနှစ်ခုဖြစ်တဲ့ဘလက်တိုက်ကားနဲ့နော်စီဂိုင်းတို့ကထိန်းချုပ်ထားပါတယ်ဘလက်တိုက်ကားဂိုင်းကစိတ်ကန်းကိုထိန်းချုပ်ရုံသာမကပြည်ထစာအိမ်တွေလောင်းကစားရုံတွေနဲ့ဘိန်းဆိုင်တွေလိုလုပ်ငန်းကြီးတွေကိုလည်းပိုင်ဆိုင်ထားပါတယ်ဒီလုပ်ငန်းတွေကိုဂိုင်းကောင်းဆောင်ရဲ့မွေးစားသား၃ဦးကစီမံခန့်ခွဲပါတယ်ဒီအချိန်မှာဘလက်တိုက်ကဂိုင်းကောင်းဆောင်မာစတာလေးကစစ်သားအသစ်တအူးကိုခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမာစတာလေးရဲ့စတုထမြောက်မွေးစားသားလည်းဖြစ်လာမှာပါမာစတာလေးဟာဘလက်တိုက်ကဂိုင်းမှာနှစ်ကြော်ကြာရှိနေခဲ့တဲ့ရဲရင်နဲ့အငယ်တန်းအဖွဲ့ဝင်အများပြားကိုခေါ်လိုက်ပါတယ်သူတို့တဲကတအူးကတော့ Wong Fei Hang ခေါ် Little Fei Hang ပါပဲ Fei Hang နဲ့တခြားစစ်သားတွေမာစတာလေးနဲ့တွေ့တဲ့အချိန်မှာမာစတာလေးကစာဖောက်တယောက်ကိုစစ်ဆေးနေပါတယ်အဲ့ဒီလူကမဝင်ခံတဲ့အတွက်နောက်ဆုံးမှာအသက်ခံလိုက်ရပါတယ်ဖီဟောင်တာကိုမြင်ပေမဲ့ဘာကြောင့်ရုံမှုမှမပြခဲ့တာကမာစတာလေးကိုအထင်ကြီးစေခဲ့ပါတယ်စစ်သားတွေကိုဂိုင်းရဲ့အကြီးတန်းအဖွဲ့ဝင်ဖြစ်ယာရုတိုးပေးတဲ့အခမ်းအနားမှာဖီဟောင်အပေါ်မာစတာလေးရဲ့စိတ်ဝင်စားမှုကပိုးလို့တောင်တိုးလာခဲ့ပါတယ်အခမ်းအနားတွင်မှာသူကစစ်သားတွေကိုခွက်တလုံးစီကန်ခိုင်းပြီးစူပွက်နေတဲ့ရေတွေကိုလောင်းထည့်ပါတယ်ခွက်တွေပြည့်ရှံသွားတဲ့အထိဆက်လောင်းနေတဲ့အတွက်စစ်သားတွေကခွက်တွေကိုပူလို့ဆိုပြီးချပစ်ကြပါတယ်ဒါပေမဲ့ဖီဟောင်ကတော့သူ့ခွက်ကိုမချပဲသူ့လက်ချောင်းတွေနီးရဲလာသည့်တိုင်အောင်မျက်နှာတီတီနဲ့ကင်ထားပါတယ်ခန္ဓာပြီးမှမာစတာလေးကသူတို့ကိုဘာကြောင့်ခေါ်ယူခဲ့တယ်ဆိုတာဖွင့်ဟလိုက်ပါတယ်သူကနော်စီဂိုင်းကောင်းဆောင်ကိုတက်စေချင်တာပါဂိုင်းကောင်းဆောင်ရဲ့ခေါင်းကိုယူလာနိုင်တဲ့သူဘယ်သူမဆိုသူ့ရဲ့စတုထမြောက်မွေးစားသားအဖြစ်ရွေးချယ်ခံရမယ်လို့ကတိပေးခဲ့ပါတယ်ဒီလိုရဲ့အန်ရီတွေကိုမာစတာလေးသိပါတယ်ဒီလိုလုပ်ရင်သူ့ဂိုင်းနဲ့နော်စီဂိုင်းကြားမှာစစ်ပွဲတစ်ခုစတင်လာပြီးသူတို့နှစ်ခုကြားကငြိမ်းချမ်းရေးကိုပြပြစေမှာပါဒါပေမဲ့သူကအဲ့ဒီအတွက်အသင်းဖြစ်နေပါပြီနောက်တစ်နေ့မှာဖေးဟန်တယောက်တည်းနော်စီဌာနချုပ်ကိုတွားရောက်ပြီးစူပူအောင်ကြောမှုတွေဖန်တီးခဲ့ပါတယ်မကြခင်မှာပဲသူဟာဂိုင်းကောင်းဆောင်နဲ့ထိတ်တိုက်တွေ့ပါတော့တယ်သူတို့နှစ်ဦးရဲ့တိုက်ပွဲကပြင်းထန်ပေမဲ့ဖေးဟန်အနိုင်ရသွားပါတယ်မာစတာလေးရဲ့အမိန့်တိုင်းသူဟာဂိုင်းကောင်းဆောင်ကိုခေါင်းဖြတ်ရပါတော့မယ်မကြခင်မှာပဲနော်စီဂိုင်းဝင်တွေရောက်လာပြီးသူ့ကိုဝိုင်းထားကြပါတယ်ဒါပေမဲ့ဖေးဟန်ဘာကြောက်ရွံ့မှုမှမပြပဲရန်သူအများပြားကိုရဲရဲရင်တိုက်ခိုက်ပါတယ်အနိုင်ရဖို့အခွင့်အလမ်းနဲ့ပါပေမဲ့ဖေးဟန်ရန်သူအများပြားကိုအနိုင်ယူခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အရေးအတွက်အဖြစ်များပြားလွန်းတဲ့အတွက်သူရှုံးနိမ့်ခဲ့ရပါတယ်ကံကောင်းစွာနဲ့သူ့တငယ်ချင်းတဦးကမီရှူမီပန်းတွေပြစ်ဖောက်ပြီးရန်သူတွေကိုအာယုံပြောင်းစေခဲ့တာကြောင့်သူ့ကိုကယ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီညမှာဖေးဟန်ကိုသတိမေ့မျောနေတဲ့အခြေအနေနဲ့ဘလက်တိုက်ကားနယ်မြေကိုပြန်ခေါ်လာခဲ့ပါတယ်မာစတာလေးသူ့ကိုမြင်ပြရန်သူဂိုင်းဝင်တွေရဲ့ခေါင်းတွေပါတဲ့အထုပ်ကိုကင်ထားတာကိုမြင်တော့အလွန်ကျေနပ်သွားပြီးဖေးဟောင်းကိုသူ့ရဲ့စတုထမြောက်မွေးစားသားအဖြစ်ချက်ချင်းလက်ခံလိုက်ပါတယ်။ဒါပေမဲ့ပိုအရေးကြီးတာကတော့သူ့ကိုချက်ချင်းကုသပေးဖို့ပါပဲ။ဖေးဟောင်းရဲ့တငယ်ချင်းတဦးဖြစ်တဲ့ဘစ်တိုစ်ကသူ့ကိုကယ်တင်ခဲ့မှုတဲ့အတွက်ကုသပေးဖို့စေတနာဝန်ထမ်းလုပ်ခဲ့ပါတယ်။ဖေးဟောင်းကတော့အဲ့ဒီလိုကယ်တင်ခဲ့မှုလေဆိုတာကိုမှတ်မိဘူးလို့ပြောပါတယ်။နောက်တစ်နေ့မှာနော်စီကောင်းဆောင်ရဲ့တားဖြစ်သူဝူဝေါင်ကသူ့အဖေရဲ့ခေါင်းကိုစိတ်ကံမှပြသထားတာကိုမြင်တော့ဒေါသအလွန်ထွက်သွားပါတယ်သူကသူ့အဖေအတွက်လက်စားချေဖို့ဘလက်တိုက်ကားဂိုင်းကိုဖျက်ဆီးမယ်လို့ကြိမ်ဆိုခဲ့ပါတယ်ရက်အနှင်းငယ်အကြာဖေးဟောင်းကိုစတုထမြောက်မွေးစားသားအဖြစ်ရွေးချယ်ပြီးနောက်သူ့ကြောပုံမှာဘလက်တိုက်ကားတတူးထိုးခြင်းဖြင့်နောက်ဆုံးခန်းသားတစ်ခုကိုပြီးမြောက်အောင်လုပ်ရပါမယ်ကံကောင်းထောက်မှစွာတတူးဆရာကစကားများတဲ့အဖိုးကြီးတဦးဖြစ်တဲ့အတွက်ဖေးဟောင်းတတူးထိုးနေစဉ်ပြင်းရည်စရာမလိုခဲ့ပါဘူးတတူးဆရာကဘလက်တိုက်ကားဂိုင်းကြောင်းအချက်လက်များစွာကိုပြောပြရင်းစကားပြောနေခဲ့ပါတယ်သူပြောပြတဲ့စိတ်ဝင်စားစရာအချက်တစ်ချက်ကတော့ဂိုင်းရဲ့ငွေလောင်ကန်အကြောင်းပါပဲဒီလောင်ကန်ကိုတော့နှစ်ချောင်းနဲ့သာဖွင့်နိုင်ပါတယ်ဒီတော့တွေကိုမာစတာလေးရဲ့မွေးစားသားနှစ်ဦးကကင်ထားပြီးအမြတ်များဆုံးလုပ်ငန်းတွေကိုစီမံခန့်ခွဲနေသူတွေပါပဲလက်ရှိမှာတော့တွေကိုလောင်ကစားလုပ်ငန်းကိုထိန်းချုပ်ထားတဲ့ဘလက်ခရိုနဲ့ပြည်တစားလုပ်ငန်းကိုကြီးကြပ်နေတဲ့အိုးစနိတ်တို့ကကင်ထားပါတယ်ဖေးဟန်းရဲ့တတူးထိုးပြဒီနောက်မာစတာလေးကသူ့ကိုစတုထမြောက်သားအဖြစ်တရားဝင်မွေးစားလိုက်ပါတယ်သူ့ရဲ့ပထမဆုံးတာဝန်ကတော့နော်စီနယ်မြေကိုဥဆောင်တိုက်ခိုက်ပြီးရန်သူအားလုံးကိုတပ်ဖြတ်ဖို့ပါပဲဒီတိုက်ခိုက်မှုကအောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပြီးဘလက်တိုက်ကားဂိုင်းကစိတ်ကန်းကိုထိန်းချုပ်လိုက်နိုင်ပါတယ်ဒါပေမဲ့ဝေါန်ကတော့ရှုပ်ထွေးမှုတွေကြားကနေလွတ်မြောက်သွားနိုင်ခဲ့ပါတယ်နော်စီဂိုင်းပေါ်အနိုင်ရတာကဖေးဟောင်းကိုလူတိုင်းကလေးစားကြောက်ရွံ့စေခဲ့ပါတယ်ဒါပေမဲ့ဘလက်တိုက်ကားဂိုင်းကတော့အနည်းရဲ့အသစ်တစ်ခုပေါ်အလာနေတဲ့ဆိုတာကိုတတိမမူမိခဲ့ပါဘူးဘလက်တိုက်ကားဂိုင်းရဲ့ကျွန်းပြူချင်းကိုခံခဲ့ရတဲ့မိဘမဲ့ကလေးတွေစုဝေးပြီးသူတို့မိဘတွေနဲ့ဘလက်တိုက်ကားတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကြောင့်တေဆုံးခဲ့ရတဲ့တခြားသူတွေအတွက်လက်စားချေမယ်လို့ကြေဆိုခဲ့ကြပါတယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ဘလက်တိုက်ကားဂိုင်းသားတွေဟာသူတို့ရဲ့အောင်မြင်မှုတွေနဲ့ပျော်ပါနေပြီးပါတီတောင်ကျင်းပနေခဲ့ကြပါတယ်ဒါပေမဲ့ပါတီကကောင်းမွန်စွာမပြီးဆုံးခဲ့ပါဘူးဖီဟောင်းကစိတ်ကန်းကိုစီမံခန့်ခွဲနေတဲ့ပထမဆုံးမွေးစားသားနော့အီဘဲနဲ့စကားများအားခဲလို့ပါပဲအငင်းပွားမှုကအရှုံးဖောက်ရာကနေစခဲ့တာဖြစ်ပေမဲ့လျင်မြန်စွာပဲပြင်းထန်လာပြီးနော့အီဘဲကဖီဟောင်းကိုတူတုံနဲ့ရိုက်ခဲ့ပါတယ်မာစတာလေးဝင်ရောက်ပြီးစကားအနှိမ့်ငယ်နဲ့တိုက်ပွဲကိုကိုထိလက်ရောက်ပြိပခအဖြစ်မပြောင်းလဲအောင်တားဆီးနိုင်ခဲ့မှသာအခြေအနေကတည်ငြိမ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာမာစတာလေးကသူ့ကိုမူရစ်ဆေးဝါးတွေထောက်ပံ့ပေးတဲ့စီးပွားဖက်တွေနဲ့တွေ့ဆုံခဲ့ပါတယ်ဒီတစ်ချိန်မှာသူတို့ကသူ့ကိုမူရစ်ဆေးဝါးစမ်းသပ်မှုတွေအတွက်အလုပ်သမား300ကိုနိုင်ငံခြားကိုပို့ပေးဖို့ပြင်ဆင်
ခိုင်းပါတယ်အဲ့ဒီလောက်များတဲ့လူအင်အားကိုစုဆောင်းဖို့အချိန်ယူရပေမဲ့မာစတာလေးကသူ့ရဲ့တောင်းဆိုချက်ကိုသဘောတူခဲ့ပြီးအလုပ်ပြီးမြောက်ဖို့နီလန်မျိုးစုံကိုအသုံးပြုဖို့လည်းဆုံးဖြတ်ခဲ့ပါတယ်ရက်အနည်းငယ်ကြာမှသူကသူ့လူတွေကိုစိတ်ကန်းကအလုပ်သမားတွေကိုပြပမှာအလုပ်လုပ်ရင်လစာကောင်းကောင်းပေးမယ်လို့ကတိပေးပြီးလှည့်ဖျားခိုင်းခဲ့ပါတယ်ဆင်းရဲတဲ့အလုပ်သမားတွေကသူတို့ဟာစမ်းသပ်မှုတွေအတွက်အဖမ်းခံရမှာကိုမသိခဲ့ကြပါဘူးအချိန်တွေကုန်လွန်လာတာနဲ့အမျှဖီဟောင်ကငားများတာနဲ့သူ့ငယ်တငယ်ချင်းပြည်တယ်စာရှောင်တဲ့အတူနေတာတွေနဲ့အချိန်ကုန်ဆုံးခဲ့ပါတယ်သူတို့အတူရှိနေစဉ်မှာသူကဘလက်တိုက်ကားခိုင်းရဲ့လှုပ်ဝက်ချက်အားလုံးကိုထူးထူးခြားခြားပြောပြခဲ့ပါတယ်သူတို့ငွေတွေဘယ်မှာထားတယ်လှောင်ကန်ဖွင့်ဖို့တော့တွေလိုတယ်ဆိုတာတွေအပါဝင်ပေါ့နောက်တနေ့မှရှောင်ကအင်ဂျီတစ်ထည်ကိုအချုပ်ဆိုင်စီယူသွားပြီးပြင်ခိုင်းပါတယ်ဒါပေမဲ့အချုပ်သမားကတကယ်တမ်းအချုပ်သမားမဟုတ်ပါဘူးသူမကဖေဟန်ရဲ့ကလေးဘဝတငယ်ချင်းတယောက်ဖြစ်တဲ့ချမ်ပါအင်ဂျီထဲမှာဘလက်တိုက်ကားခိုင်းရဲ့ငွေလောင်ကန်ကိုဖွင့်ဖို့လိုအပ်တဲ့တော့တွေအကြောင်းအချက်လက်ပါတဲ့စာရွက်တရွက်ကိုဝတ်ထားတာတွေ့ရပါတယ်ဒါဆိုဖီဟောင်ကဘလက်တိုက်ကားခိုင်းရဲ့လှုပ်ဝက်ချက်တွေကိုဘာကြောင့်မျှဝေတာလဲသူတို့အပေါ်တစ္ဆာဖောက်တာလားဒီဖြေကိုရှာဖွေဖို့ဝန်ဖီဟောင်ရဲ့အတိတ်ကိုပြန်ကြည့်ရပါမယ်ဝန်ဖီဟောင်ကစေးမှုတဦးရဲ့သားဖြစ်ပြီးထူးချွန်တဲ့ကွန်ကူးပညာရှင်တဦးလည်းဖြစ်ပါတယ်သူ့အဖေကစေကူတယုံတာမကအတိတ်ကဘလက်တိုက်ကားနဲ့နော်စီခိုင်းတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကြောင့်မိဘမဲ့ဖြစ်ခဲ့ရတဲ့ကလေးတွေကိုလည်းစောင့်ရှောက်ခဲ့ပါတယ်အတိတ်တုန်းကဖီဟောင်မှာတငယ်ချင်းအချစ်ဆုံး3ဦးရှိခဲ့ပါတယ်ချန်ဟွာနဲ့ကလေးဘဝကလေးကချစ်ခဲ့ရတဲ့ကောင်းမလေးရှောင်းပါပဲဒါပေမဲ့တနေ့မှရှောင်းကိုဘလက်တိုက်ကားဂိုင်းဝင်တဦးကပြန်ပေးဆွဲပြီးပြည်တစာအိမ်ကိုရောင်းစားလိုက်ပါတယ်စိတ်ပြအားငယ်နေတဲ့ဖီဟောင်းကသူ့အဖေကိုရှောင်းကိုကဲတင်ဖို့တောင်းဆိုခဲ့ပါတယ်ကံမကောင်းစွာနဲ့သူတို့ဘလက်တိုက်ကားဂိုင်းဝင်ကိုရှာတွေ့ခဲ့ပေမဲ့ရှောင်းကိုပြည်တစာနယ်မြေကိုရောင်းချပြီးသားဖြစ်တဲ့အတွက်ဘာမှမတတ်နိုင်တော့ပါဘူးဘလက်တိုက်ကားဂိုင်းကဖီဟောင်းရဲ့အဖေကသူတို့အဖွဲ့ဝင်တဦးကိုဒဏ်ရာရစေခဲ့တာကိုမမေ့ခဲ့ပါဘူးတညမှာဂိုင်းကမိဘမဲ့ကလေးတွေပြည်နေတဲ့ဖီဟောင်းရဲ့အိမ်ကိုမိရှို့ပြီးလက်စားချေခဲ့ပါတယ်ဖီဟောင်ကကလေးတွေကိုကယ်တင်ဖို့စူးစမ်းရင်းမီးလောင်ခဲ့ရပြီးသူ့အဖေကတော့မီးထဲမှာတေဆုံးခဲ့ပါတယ်ဒေါသထွက်ပြီးရင်ခွဲနာကျခဲ့တဲ့ဖီဟောင်နဲ့ဟွာတို့ဟာလက်စားချေဖို့ဘလက်တိုက်ကားအဖွဲ့ဝင်ရဲ့အိမ်ကိုတွားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရောက်တဲ့အခါသူတို့တက်ချင်တဲ့သူကိုတခြားတစ်ယောက်ကတတ်ထားပြီးသားဖြစ်နေတာကိုတွေးလိုက်ရပါတယ်ရုတ်တရက်ရဟန်းတစ်ပါးပေါ်လာပြီးသူတို့နှစ်ဦးကိုကူတစ်ခုစီခေါ်သွားပါတယ်လက်စားချေခြင်းရဲ့အတိတ်ပဲအမှန်ကိုရှာမတွေ့မချင်းဖီဟောင်နဲ့ဟွာကိုကူထဲကနေထွက်ခွင့်မပြုဘူးလို့ယဟန်ကသဘောတူခဲ့ပါတယ်အပြေမတွေ့မချင်းယဟန်ကသူတို့ကိုကွန်ဘူးကိုပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့ပါတယ်သူတို့အရွယ်ရောက်လာတဲ့အခါလက်စားချေခြင်းဆိုတာကတခြားသူတွေရဲ့အသက်ကိုကယ်တင်ခြင်းအထူးသဖြင့်အနေရထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်တင်ခြင်းပဲဆိုတာကိုနားလည်လာခဲ့ကြပါတယ်ဒီအဖြေကယဟန်ကိုကျေနပ်စေခဲ့ပြီးသူတို့ကိုဂူထဲကနေထွက်ခွင့်ပေးခဲ့ပါတယ်ဒီအချိန်မှာဖေဟိုင်းနဲ့ဟွာတို့ဟာကွန်ဘူးပညာကိုကောင်းစွာတက်မြောက်ထားတဲ့ခွန်အားကြီးတဲ့လူငယ်တွေဖြစ်နေခဲ့ပါပြီသူတို့ထွက်သွားတာနဲ့ဘလက်တိုက်ကားရဲ့ဖိနှိပ်မှုကနေစိတ်ကမ်းမှနေထိုင်သူတွေကိုလွတ်မြောက်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ရဲ့အစီအစဉ်အတွက်9နှစ်ကြာပြင်ဆင်ခဲ့ကြပါတယ်။ဒီပြင်ဆင်မှုမှာသူတို့ရဲ့ကလေးဘဝတငယ်ချင်းတွေဖြစ်တဲ့ချန်နယ်ရှောင်းလို့နဲ့ပြန်လည်ဆက်သွယ်တာနဲ့မိဘမဲ့ကလေးတွေကိုစုဆောင်းတာတွေပါဝင်ပါတယ်။သူတို့အသင်ဖြစ်တဲ့အခါသူတို့ရဲ့တာဝန်တွေကိုခွဲဝေယူခဲ့ကြပါတယ်။ဖီဟောင်ကဘလက်တိုက်ကားခိုင်းတဲ့ကိုထိုးဖောက်ဝင်ရောက်မှာဖြစ်ပြီးရှောင်းကပြည်တစားဖြစ်ဟန်ဆောင်မှာဖြစ်ပြီးဟွာနဲ့ချန်ကတော့အစောပိုင်းကဖော်ပြခဲ့တဲ့မိဘမဲ့ကလေးအုပ်စုကိုဥဆောင်မှာပါဘလက်တိုက်ကားတွေတဲကိုဝင်ရောက်ခြင်းရဲ့ဖီဟောင်းရဲ့အမှန်တကယ်ရည်ရွယ်ချက်ကတော့ဂိုင်းကိုအတွင်းကနေဖျက်ဆီးဖို့ပါပဲပြစ်စုံပံကိုပြန်ရောက်လာတဲ့အခါငွေလောင်ကန်တော်တွေအကြောင်းအချက်လက်ရပြီးနောက်ဟွာချန်နဲ့မိဘမဲ့ကလေးအုပ်စုတို့လှုပ်ရှားပါတော့တယ်သူတို့ကအိုးစနစ်ကိုလူရှင်းတဲ့နေရာကိုဆွဲဆောင်သွားပြီးနှိပ်စက်တက်ဖြတ်ခဲ့ပါတယ်နောက်ပိုင်းမှာချန်ကအိုးစနစ်ရဲ့တော့ကိုယူပြီးပုံတူကူးခဲ့ပါတယ်အဲ့ဒီညနေမှာသူတို့ကအိုးစနစ်ရဲ့အလောင်းကိုဘလက်တိုက်ကားရဲ့နေရာမှာမကောင်းမှုကိုအပြစ်ပေးမိဆိုတဲ့ message နဲ့အတူပြစ်ချခဲ့ပါတယ်။ဒါပေမဲ့ master လေးကတော့မပြောက်တဲ့အတွက်စိတ်သက်သာရသွားပါတယ်။ဒါကြောင့်သူကအိုးစနစ်ရဲ့တော့ကိုသူ့ရဲ့ပထမဆုံးမွေးစားသား not evil ကိုပေးပြီးကာကွယ်ဖို့ပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာဖေဟောင်ကပြည်တစားအိမ်အနီးမှာငားများဟန်ဆောင်နေပေမဲ့တကယ်တမ်းကသူတို့ရဲ့နောက်တစ်ဆင့်အစီအစဉ်အတွက်ပုံတူတော့ကိုရယူဖို့ခွာနဲ့တွေ့ဆုံနေတာပါ။ဖေဟောင်က Black Crow ဦးစီးတဲ့လောင်းကစားရုံကိုတွားပြီးတမင်တကာလောင်းကစားပြီးရှုံးနိမ့်ခဲ့ပါ။တဲသူ့ငွေကုန်သွားတဲ့အခါ Black Crow စီကနေငွေကျပ်3000ကိုချေးယူခဲ့ပြီးအလဲလဲအနေနဲ့ဖီဟောင်ကသူ့ကိုပုံတူတော့ကိုပေးခဲ့ပါတယ်။ Black Crow ကဖီဟောင်ဘလို့လုပ်ပြီးငွေလောင်ကန်တော့ကိုရခဲ့တာလဲဆိုတာသိချင်ခဲ့ပါတယ်။ဖီဟောင်ကဒါဟာအစ်စ်အမှန်တော့မဟုတ်ပဲ not evil စီကနေသူယူခဲ့တဲ့ပုံတူကူးထားတဲ့တော့တစ်ခုပဲလို့ပြောခဲ့ပါတယ်။တနည်းအားဖြင့်ဖီဟောင်က not evil ကို master လေးစီကနေအစ်စ်အမှန်တော့ကိုမရယူခင်ပုံတူတော့ကိုပြုလုပ်ခဲ့တယ်လို့မှားယွင်းစွာဆွဆွဲခဲ့ပါတယ်။ Black Crow ကအပြေအဝမယုံကြည်ခဲ့ပါဘူးစစ်ဆေးဖို့အတွက်သူနဲ့ဖီဟောင်ကမြို့ပြင်မှာဝေးလံပြီးကောင်းစွာစောင့်ကြပ်ထားတဲ့ငွေလောင်ကန်ကိုတွားခဲ့ကြပါတယ်။ Black Crow အန်အောစရာကောင်းစွာနဲ့ပုံတူတော့ကလောင်ကန်တကားကိုဖွင့်ပေးခဲ့ပါတယ်။ငွေလောင်ကန်ကိုတွားရောက်ပြီးနောက်ဖီဟောင်ကငားများဟန်ဆောင်ပြန်ပြီးဒါကိုအကြောင်းပြုပြီးဟွာကိုလောင်ကန်တင်နေရနဲ့သူတို့ရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ Black Crow ကိုတက်ဖြတ်ဖို့အကြောင်းအသိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာချန်ကရှောင်းရဲ့အချုပ်ပြီးသားရှက်အင်ဂျီကိုပြန်ယူလာခဲ့ပါတယ်။အင်ဂျီထဲမှာသူတို့
ရဲ့အစီအစဉ်ဘဲအချိန်မှာဖြစ်ပျက်မယ်ဆိုတဲ့အသေးစိတ်အချက်လက်တွေပါတဲ့စာရွက်တရွက်ကိုဝတ်ထားခဲ့ပါတယ်။တစ်ချိန်တည်းမှာဖေဟောင်းနဲ့မာစတာလေးတို့ကဓာတ်စုဆောင်မှုတွေကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။သူတို့ကဦးဝေါင်းနဲ့ကြန့်ရှိနေသေးတဲ့နော်စီခိုင်းဝင်တွေကိုပုံဝေါင်းရာကနေထွက်လာစေဖို့တမင်တကာတက်တော်ဆောင်နေမပါဘဲထွက်ခွာခဲ့ကြပါတယ်။သူတို့ရဲ့အစီအစဉ်အောင်မြင်ခဲ့ပြီးမကြခင်မှာပဲဦးဝေါင်းနဲ့သူ့ကိုင်းပေါ်လာခဲ့ကြပါတယ်။တိုက်ပွဲကချက်ချင်းဆိုသလိုစတင်ခဲ့ပါတယ်။ဖေဟောင်းကသူ့ကိုတတ်ဖို့ဆုံးဖြတ်ထားတဲ့ဦးဝေါင်းနဲ့ရင်ဆိုင်ခဲ့ပြီးမာစတာလေးကတော့တခြားခိုင်းဝင်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဂူဝေါင်းနဲ့ဖေဟန်တို့ကြားကတိုက်ပွဲကပြင်းထန်ပြီးနှစ်ဦးစလုံးကခိုင်မာတဲ့အရေးချင်းတွေကိုပြသခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားလာတာနဲ့အမျှဖေဟန်ကအသာစီးရလာခဲ့ပါတယ်။ဘလက်တိုက်ကအင်အားဖြစ်တဲ့တွေရောက်လာတဲ့အခါဖေဟန်အတွက်အခြေအနေကပိုကောင်းလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြင်းထန်ပြီးပင်ပန်းနွမ်းနယ်ပွဲတိုက်ပွဲပြီးဖေဟန်ကဂူဝေါင်းကိုအနိုင်ယူပြီးတက်ဖြတ်နိုင်ခဲ့ပါတယ်။ဂူဝေါင်းမရှိတော့တဲ့အတွက်စိတ်ကန်းကိုထိန်းချုပ်ဖို့ဘလက်တိုက်ကားတွေကိုစိန်ခေါ်မဲ့သူမရှိတော့ပါဘူးဒါ။ပေမဲ့သူတို့ရဲ့အောင်မြင်မှုကခဏတာပဲကြာမြင့်ခဲ့ပါတယ်။ဂူအောင်နဲ့တိုက်ပွဲဖြစ်နေချိန်မှာပဲမိဘမဲ့ကိုင်းကသူတို့ရဲ့အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါတယ်။ဘိန်းဆိုင်ကိုမိရှို့ပြီးငွေလောင်ကန်ကအဆောင်တွေကိုတပ်ဖြတ်ခဲ့ပါတယ်။ချန်ကသူတို့ရဲ့ပြစ်မှတ်အဓိကဖြစ်တဲ့ Black Claw ကိုလူရှင်းတဲ့နေရာကိုဆွဲဆောင်သွားခဲ့ပါတယ်။ Master လေးကဘိန်းဆိုင်ကမိကိုမြင်တော့ဖေးဟောင်းကိုစုံစမ်းဖို့အမြန်မိတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဖေးဟောင်းကမိဘက်ကိုမသွားဘဲ Black Claw ကိုထောင်ဖမ်းထားပြီးသားဖြစ်တဲ့ချန်စီကိုသွားခဲ့ပါတယ်။သူတို့အတူတူ Black Crow ကိုတပ်ဖြတ်ပြီး Not eBay ကလုတ်ခဲ့တာလို့ဖြစ်အောင်ဖန်တီးခဲ့ပါတဲ့အစီအစဉ်ကလုံးဝနှီးပါအောင်မြင်ခဲ့ပါတယ်။ဘိန်းဆိုင်ကိုမိရှို့ဖို့တာဝန်ယူထားတဲ့ဟွာကလမ်းကြားတစ်ခုထဲမှာပိတ်မိနေပြီးနောက်ဆုံးမှာ Black တိုက်ကားအဖွဲ့ဝင်တွေရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတာကလွယ်ရင်ပေါ့။ Feehang Master လေးစီပြန်ရောက်လာတဲ့အခါဟွာကိုကျိုးတုပ်ပြီးသူ့ကိုင်းတီနေရာကိုဖော်ထုတ်ဖို့နှိပ်စက်နေတာကိုမြင်တော့တုံ့လောက်သွားပါတယ်။ဒါပေမဲ့ဟွာကလက်မခံပဲ Master လေးကိုသူ့ကိုင်းဝင်နေနဲ့တွေ့ဖို့မစိုးရိမ်တင်ဘူးလို့ပြောင်မြောက်စွာပြောခဲ့ပါတယ်။သူတို့ကသူ့ရဲ့ငွေလောင်ကန်ကိုဖောက်ပြီးငွေတွေခိုးယူနေတာကြောင့်အလုံများနေတယ်လို့ပြောခဲ့ပါတယ်အမှန်ပါပဲအဲ့ဒီအချိန်မှာမိဘမဲ့ကိုင်းကငွေလောင်ကန်ကိုဖောက်ပြီးငွေအားလုံးကိုဒေတာခံတွေစီဝေငှပေးနေခဲ့ကြတာပါတဘာဝအတိုင်းပဲမာစတာလေးကဒီသတင်းကိုကြားတော့ဒေါသအလွန်ထွက်သွားပါတယ်အရာအားလုံးကလင်းမြန်စွာဖြစ်ပျက်ခဲ့တဲ့အတွက်ဂိုင်းထဲမှာတစ္ဆာဖောက်တူရှိကိုရှိရမယ်လို့သူတန်တရားဝင်ခဲ့ပါတယ်အထူးသဖြင့်ငွေလောင်ကန်ကလှုပ်ဝက်တဲ့နေရာမှာဝတ်ထားတာကြောင့်ပေါ်သူဘာလုပ်ရမယ်ဆိုတာကိုမတွေးရခင်မှာသူ့လူတွေက Black Crow ရဲ့အလောင်းကိုယူလာတဲ့အခါသူတုံလှုပ်သွားခဲ့ပါတယ်ပို့ပြီးတုံလှုပ်စေတာကတော့ Black Crow ရဲ့ခန္ဓာကိုယ်ပေါ်မှာ Not eBay ရဲ့တုံနဲ့ထိခိုက်မှုတွေနဲ့ကိုက်ညီတဲ့အမှတ်သားတွေကိုတွေ့ရှိခဲ့တာပါပဲဖေဟောင်းကပွဲခံနေစဉ်မှာ Not eBay ကိုရန်ဆခဲ့တာက Not eBay ကသူ့ကိုရိုက်နှက်စေဖို့တမင်တကာလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီအမှတ်သားတွေနဲ့ Not eBay တုံရဲ့ပုံတူကိုဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖေဟောင်းခံစားခဲ့ရတဲ့နာကျင်မှုကတန်ဖိုးရှိပါတယ်အခုဆိုရင်လူတိုင်းက Black Crow ကိုတတ်ခဲ့သူက Not eBay ပဲလို့တန်တရားဝင်ခဲ့ကြပါပြီအထူးသဖြင့်သူတို့နှစ်ဦးကဘယ်တော့မှမတည့်ခဲ့ကြတာကြောင့်ပေါ်ထောင်ချောက်မိသွားပြီလို့ခံစားရတဲ့ Not eBay ကဓာတ်တစ်ချောင်းကိုဆွဲယူပြီးဟွာရဲ့လေဘင်းကိုချိန်ထားကသူအတူတူလုပ်ခဲ့တဲ့တစ္ဆာဖောက်နမိတ်ကိုပြောခိုင်းခဲ့ပါတယ်ဒါပေမဲ့ဟွာက Not eBay ကိုတခုခုတိုးတိုးလေးပြောဟန်ဆောင်ပြီးဓာတ်နဲ့သူ့လေဘင်းကိုဖျက်ပြီးသူ့အသက်ကိုအဆုံးသတ်ခဲ့ပါတယ်ဟွာရဲ့ဝမ်းနဲ့ပွဲရာဆွလို့အနစ်နာခံမှုက Master လေးနဲ့တခြားသူတွေကို Not eBay ဟာတကယ်တမ်းတစ္ဆာဖောက်ပဲလို့ယုံကြည်စေခဲ့ပါတယ်။အံ့အားသင့်စရာကောင်းစွာနဲ့ Master လေးက Not eBay ကိုမတတ်ခဲ့ပါဘူး။သူကသူ့ကိုထားခဲ့ပါတယ်။ဖေးဟောင်းအတွက်တော့စိတ်ပျက်စရာပါပဲ။သူတို့နှစ်ဦးအချင်းချင်းတက်ကြမယ်လို့မျှော်လင့်ခဲ့တာကိုနောက်တနေ့မှာဖေးဟောင်းကပြည့်တစားအိမ်တစ်ခုမှာနိုးလာပြီးစိတ်တက်ကြနေပါတယ်။သူ့တငယ်ချင်းအချစ်ဆုံးကိုသူ့မျက်စိရှိတင်တက်ခဲ့ရတာကိုပဲစဉ်းစားနေခဲ့ပါတယ်။သူ့ရဲ့ဝမ်းနည်းမှုကိုမြင်တော့ရှောင်းကသူ့ကိုနှစ်သိမ့်ပေးပြီးသူ့အစီအစဉ်ကိုအဆုံးသတ်ဖို့ဆက်ပြီးအာယုံဆိုင်ဖို့အားပေးခဲ့ပါတယ်။ဖေးဟောင်းကသူမမှန်တယ်ဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။မာစတာလေးနဲ့ဘလက်တိုက်ကားခိုင်းကိုရက်တန်းရပါမယ်။ဒါမှနောက်ထပ်ကလေးတွေမိဘမဲ့မဖြစ်တော့မှပါတာပေမဲ့မာစတာလေးနဲ့ Not eBay ကိုအချင်းချင်းတိုက်ခိုက်ဖို့သူ့အစီအစဉ်ပြက်ကွက်ခဲ့ပြီးနှစ်ယောက်စလုံးကိုတပြိုင်နက်တည်းမတိုက်နိုင်ဘူးလို့ခံစားရတဲ့အတွက်ဘလို့ဆက်လုပ်ရမယ်ဆိုတာကိုသူမတေချာခဲ့ပါဘူး။ရှောင်းကသူ့ကိုကူညီဖို့အစီအစဉ်ရှိတယ်လို့ပြောခဲ့ပေမဲ့ဘာလဲဆိုတာကိုတော့မဖော်ပြခဲ့ပါဘူး။နောက်တစ်နေ့မှာမာစတာလေးကဖေးဟောင်းကိုသူ့ရဲ့စီးပွားဖက်မူရစေးကုန်တဲ့တွေစီပစ္စည်းတွေပို့ဆောင်ဖို့သူ့နဲ့အတူတွားဖို့ပြောခဲ့ပါတယ်။သူတို့ရောက်တဲ့အခါဖေးဟောင်းကသူမြင်လိုက်ရတာကိုတုံ့လှုပ်သွားပါတယ်။အဲ့ဒီနေရာကနိုင်ငံခြားကိုပို့ဆောင်ဖို့စီစဉ်ထားတဲ့အလုပ်သမား300ကိုဖမ်းဆီးထားတဲ့နေရာပါပဲ။သူ့တာဝန်ကသူတို့ကိုတင်မောပေါ်တင်ပေးဖို့ပါပဲ။တစ်ချိန်တည်းမှာရှောင်းနဲ့သူမတငယ်ချင်းကအနှိတ်ခမ်းမှာအနားယူနေတဲ့ Not eBay နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့တူလည်းရှိနေတဲ့အခါဖေးဟောင်းကဘလက်တိုက်ကားဂိုင်းကိုဘလို့လုတ်ခဲ့တယ် Black Crow နဲ့အိုးစနိတ်တို့ကိုဘလို့တက်ခဲ့တယ်ဆိုတာတွေအပါအဝင်အားလုံးကိုပြောပြခဲ့ပါတယ်။ Not eBay ကဖေးဟောင်းကိုတစ္ဆာဖောက်ဖြစ်တန်တရားဝင်ပြီးသားဖြစ်ပြီးရှောင်းရဲ့ပြောပြချက်ကသူ့တန်တရားတွေကိုအတီးပြုတ်ပေးခဲ့ပါတယ်။ရှောင်းက Not eBay ရဲ့ယုံကြည်မှုကိုရယူဖို့အတွက်ဒီလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ခဲ့တာဖြစ်ပြီးသူ့ကိုတတိမမူမိခင်မှာတက်ပစ်ဖို့ပါပဲဒါပေမဲ့ကံမကောင်းစွာနဲ့ Not eBay ကအလွယ်တကူလှည့်စားခံရသူမဟုတ်ပါဘူးအဲ့ဒီအစားသူကရှောင်းကိုတက်ပစ်လိုက်ပါတယ်နောက်ပိုင်းမှာသူကတက်ဖြတ်မှုကိုမျက်မြင်တွေ့ခဲ့တဲ့ရှောင်းရဲ့တငယ်ချင်းကိုထွက်ခွာခွင့်မပြုနိုင်ခဲ့ပါဘူးသူကအဲ့ဒီတငယ်ချင်းစီချင်းကပ်ပြီးခေါင်းဆုပ်ကိုဖယ်လိုက်တဲ့အခါချန်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်ချန်ကချက်ချင်းဆိုသလိုဓာတ်နဲ့ Not eBay ရဲ့လေဘင်းကိုဖျက်ပြီးဖေးဟိုင်းနဲ့တွေ့ဆုံဖို့ထွက်ပြေးခဲ့ပါတယ်အခုဆိုရင်ဖေးဟိုင်းရဲ့အဖော်နှစ်ဦးတာဝန်
ထမ်းဆောင်ရင်တေဆုံးခဲ့ရပါပြီဟွာနဲ့ရှောင်းရဲ့ကူရှိမှာရက်နေတဲ့ဖီဟောင်းကကျန်တဲ့အဖွဲကိုတော်လန်ရေးလုပ်ဖို့အချိန်ရောက်ပြီလို့ပြောခဲ့ပါတယ်သူကဘလက်တိုက်ကားဂိုင်းကိုတိုက်ခိုက်ဖို့အတွက်ပြည်သူတွေနဲ့ပူးပေါင်းဖို့တိုက်တွန်းခဲ့ပါတယ်ဒီဆုံးဖြတ်ချက်နဲ့အတူသူတို့ကအင်အားစုစည်းဖို့စတင်ခဲ့ပြီးဘလက်တိုက်ကားတွေနဲ့တိုက်ပိုက်ရမှာပူးပေါင်းဖို့ပြည်သူအလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်သူတို့ကဂိုင်းကအလုသမား300ကိုဘလို့ဖမ်းဆီးခဲ့တယ်ဆိုတာကိုလည်းပြည်သူတွေကိုပြောပြခဲ့ပါတယ်ဖီဟောင်းကပြည်သူတွေကိုကွန်ပူးပညာတွေလေ့ကျင့်ပေးခဲ့ပြီးအကျဉ်းချခံထားရတဲ့အလုသမား300ကိုလွတ်မြောက်စေခဲ့ပါတယ်တစ်ချိန်တည်းမှာမာစတာလေးကဖီဟောင်းဟာသူရှာဖွေနေတဲ့တစ္ဆာဖောက်ဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်သူကပြိုင်ပွဲတစ်ခုကိုကြီးညာခဲ့ပြီးဖီဟောင်းရဲ့ခေါင်းကိုယူလာတဲ့သူဘယ်သူမဆိုသူ့ရဲ့တဦးရဲသောသားအဖြစ်မွေးစားမယ်လို့ကတိပေးခဲ့ပါတယ်ဖီဟောင်းကဘလက်တိုက်ကားနယ်မြေကနေဝေးလံစွာထွက်ပြေးခဲ့ပေမဲ့လူများစွာကသူ့ကိုလိုက်လံရှာဖွေနေတဲ့အတွက်နောက်ဆုံးမှာသူ့ကိုရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့ကောင်းတဲ့ဘက်ကကြည့်ရင်လူအုံတဲကနေထွက်ပြေးနေစဉ်မှာသူကဘိတ်ထုနဲ့တွေ့ဆုံခဲ့ပြီးဖီဟန်ဟာကျွမ်းကျင်တဲ့ကိုခံပညာရှင်တဦးဖြစ်ကြောင်းသိရှိသွားပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတဲ့အချိန်တော်ကြာပြီးဘလက်တိုက်ကားဂိုင်းကဖီဟန်ကိုမတွေ့သေးပါဘူးအဲ့ဒီနောက်တနေ့မှာသူတို့ကသူ့ကိုမိဘမဲ့ဂိုင်းပြည်သူတွေနဲ့သူကယ်တင်ခဲ့တဲ့အလုသမား300တို့နဲ့အတူသူတို့ရဲ့အခြေစိုက်စခန်းစီချင်းကပ်လာတာကိုတွေ့လိုက်ရပါတယ်လူအုပ်ကဘလက်တိုက်ကားဂိုင်းကိုဖျက်ဆီးပစ်ဖို့လုံလောက်တဲ့အရွယ်အစားရှိပါတယ်ဒါပေမဲ့ဖီဟန်ကတွေးထွက်တန်ရုံမလိုချင်ပါဘူးအဲ့ဒီအစားသူကမာစတာလေးကိုတူးချင်းတိုက်ပွဲအတွက်စိန်ခေါ်ခဲ့ပြီးမာစတာလေးကချက်ချင်းလက်ခံခဲ့ပါတယ်ဖီဟောင်းကဘလက်တိုက်ကားဌာနချုပ်ဖြစ်တဲ့တူးချင်းတိုက်ပွဲကွင်းထဲကိုဝင်ရောက်လာပါတယ်တိုက်ပွဲမစတင်မီမှာသူကနေရာကိုမိရှို့ခဲ့ပါတယ်သူသာရှုံးနိမ့်ခဲ့ရင်မာစတာလေးထွက်ပြေးနိုင်တော့မှမဟုတ်ဘူးလို့သူတွေးခဲ့ပါတယ်ဒါမှတခြားသူအားလုံးဘလက်တိုက်ကားဂိုင်းမပါပဲငြင်းညမ်းစွာနေထိုင်နိုင်မှာပါမီလောင်နေတဲ့ကွင်းလယ်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်သူတို့ရဲ့တိုက်ခိုင်ရေးစွမ်းရည်တွေကတန်းတူဖြစ်ခဲ့ပေမဲ့မာစတာလေးရဲ့အသက်အရွယ်ကြောင့်သူရှုံးနိမ့်ခဲ့ပါတယ်ဖီဟောင်းရဲ့တိုက်ခိုက်မှုတွေစက်တိုက်ခံခဲ့ရပြီးနောက်သူကမျက်နှာချက်ပေါ်ကနေပြုတ်ကျခဲ့ပါတယ်ဖီဟောင်းကသူ့လက်ကိုဖမ်းမိခဲ့ပြီးသူ့ကိုကယ်တင်ဖို့တောင်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မာစတာလေးရဲ့ဂုဏ်သိက္ခာကဖီဟောင်းရဲ့အကူအညီကိုလက်မခံစေခဲ့ပါဘူးသူကဖီဟောင်းရဲ့လက်ကိုလွတ်ချပြီးရှက်ရွံ့စွာအသက်ရှင်နေမဲ့အစာမီးထဲမှာတေးဆုံးဖို့ရွေးချယ်ခဲ့ပါတယ်အပြင်ဘက်မှာကြန့်ရှိနေတဲ့ဘလက်တိုက်ကားဂိုင်းဝင်တွေကသူတို့ခေါင်းဆောင်မီးတဲကနေအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်ပြီးစုတ်ခွာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ရုပ်ရှင်အဆုံးသတ်မှာတော့ဟန်ကိုစိတ်ကန်းဟာလုံးဝလုံခြုံပြီးဖိနှိပ်မှုကင်းစင်နေပါပြီဒီငင်းချက်တဲ့အချိန်မှာဖီဟောင်းကကွန်ပူးကြောင်းတစ်ဖွင့်လှစ်ပြီးမြို့ကိုဆက်လက်ကာကွယ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီဇလန်ရဲ့တင်ငန်းစာကတော့ဂိုင်းတစ်ခုတည်းကိုဝင်ရောက်ပြီးကဘာကြီးကိုကဲတင်တော့မယ်ဆိုရင်စကားများတဲ့တက်တူးဆရာကိုဘယ်တော့မှမယုံပါနဲ့